ကျွန်တော်ဒီလက်မနဲ့ဆက်ရှိရနေမှာเนาะကျွန်တော်မြန်မာကစားသမားစော်ထူအောင်နဲ့ရှင်မြန်ထိုးထားမှာဖြစ်ပါတယ်။ဗာလီပြဆင်ပြကျွန်တော်ကိုထိုးထုံးမင်းနဲ့ကျွန်တော်ဆရာနီးပြဆရာမောင်တို့ဆရာအချို့တို့စီကိန်းနီးပြနေတဲ့အကောင်းဆုံးဖြစ်အောင်တော့သူတို့ပြတဲ့အတိုင်းကျွန်တော်ပြင်ဆင်တာပါဘယ်သူဘာမင်းလှုပ်ချင်တာကိုမဖြစ်ပြအောင်လို့မရရအောင်လို့အကောင်းကြီးကောင်းမဲ့ပွဲပေါ့နော်ဒီပဲကောင်းတဲ့ကစားသမားတရားကျွန်တော်ရဲ့စီနီယာလည်းကြားတဲ့ကစားသမားဆိုတော့အရင်ကြီးကောင်းမဲ့ကစားပွဲဖြစ်ပါကျွန်တော်ကတော့အကောင်းဆုံးစူးစမ်းထားတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်ကိုဒီကျွန်တော်ညီပြတယ်ပြတာတိုင်းအကောင်းဆုံးစူးစမ်းတော့တယ်ဒါပေမဲ့အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကျွန်တော်ရဲလို့မဟုတ်ဘူးเนาะကစားသမားအတိုင်းကျွန်တော်လူငယ်တွေကစားသမားဒါရဲ့အိမ်မက်တော့ချန်ပီယံတယောက်ကပတ်ချန်ပီယံတယောက်ဖြစ်ကျင်တယ်အိမ်မက်ကျွန်တော်လည်းငယ်ကသူတို့ကျွန်တော်ကိုဒီကပတ်တွေကင်ခဲ့ကျွန်တော်လည်းချန်ပီယံဖြစ်နေဆိုလည်းယုံကြည်ကြတယ်အဲ့လိုစူးစမ်းတော့เนาะစူးစမ်းတော့စူးစမ်းမှုအောင်မြင်မှုရတယ်လို့ထင်ပါတယ်